ဒီမြင်ကွင်းကိုမြင်ပြီးတော့ကိုယ့်ရဲ့ငယ်ဘဝကိုတတိယသွားတဲ့သူတွေအများကြီးပဲရှိလိမ့်မယ်ဆိုတာကိုယုံကြည်တယ်ဘလောက်တောင်မှလှပြီးတော့ဘလောက်တောင်မှပျော်စရာကောင်းတဲ့ခင်ဗျာအခုကတော့ရွှေတောင်ရန်တရားကနေပြီးတော့ရွှေတောင်ရန်ကမ်းခြေပင်လယ်ဝမှာရေကစားနေတဲ့ကလေးတွေကိုမြင်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလေးဘဝတုန်းကဆိုရင်မိုးရွာတဲ့အခါမိုးရေချိုးကြတယ်မိုးရေထဲမှာစောကြတယ်ပျော်ကြတယ်ဘာအပူပင်းမှမရှိဘဲနဲ့တကယ်ကိုအပြစ်ကင်းစင်စွာဖြတ်တန်းနေကြတယ်အဲ့တော့ချောင်းတွေမှာရေစင်းကူးကြတယ်ပင်လယ်နဲ့နီးတဲ့ကလေးတွေကတော့ပင်လယ်မှာရေစင်းပြီးတော့ကူးကြတယ်ရေချိုးကြတယ်ကမ်းခြေမှာစောကြတယ်ဒီမြေဝင်းလေးကိုမြင်တဲ့အခါမှာကိုစွမ်းလဲကိုယ့်ရဲ့ငယ်ဘဝကိုအယမ်းတတိရတယ်ကြီးလာတဲ့အမျှတာဝန်တွေယူလာရတယ်အခက်အခဲတွေအဆင်မပြေမှုတွေအများကြီးပဲကြုံရတဲ့အခါမှာဒီလိုမျိုးဘာမှအပူပင်မရှိဘဲနဲ့ပျော်နေတဲ့ကလေးတွေကိုမြင်တဲ့အခါကျတော့တကယ်ကိုအားကြတယ်သူတို့နဲ့တောင်မှအတူရေအတူစော့ချင်ပါသေးတယ်အဲ့တော့ဒီမြင်ကွင်းကိုမြင်ပြီးတော့ကိုယ့်ရဲ့ငယ်ဘဝကိုတတိယသွားတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကိုမှန်ခဲ့ပါဒါမှမဟုတ်ကိုယ့်ရဲ့ငယ်တငယ်ချင်းတွေကိုမန်ရှင်းခေါ်ခဲ့ပါ